Hello everyone မင်္ဂလာပါရွေးစံမမြဲ One Insight at a Time Podcast Program လေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ program လေးကတော့ရွေးစံမမြဲအဖွဲ့သားတွေရေးသားတင်ဆက်ပေးနေတဲ့ articles တွေ knowledge sharing events တွေကို podcast အဖြစ်နဲ့ပြန်လည်တင်ဆက်ပေးနေရမှာဖြစ်ပါတယ်အဲ့တော့အားလုံး ready ဖြစ်ပြီဆိုရင် let's goအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဒီနေ့ episode လေးအတွက် host အနေနဲ့တင်ဆက်ပေးသွားမယ့် ito ပဲဖြစ်ပါတယ်။ကျွန်မဒီနေ့ဝင်ပြပေးသွားမယ့် article လေးကတော့ရွေးစာမမြဲ founder လေးဖြစ်တဲ့ author ရေးသားထားတဲ့ remote job ကို professionally လုပ်တော့မယ်ဆိုလို့ရှိရင်ဘာတွေပြင်ဆင်ထားတယ်လဲဆိုတဲ့အကြောင်းအရာလေးကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီ article လေးမှာတော့အခုနောက်ပိုင်းလူတော်တော်များများစိတ်ဝင်စားလာကြတဲ့ remote job တွေစလုပ်တော့မယ်ဆိုလို့ရှိရင်မဖြစ်မနေ prep လုပ်ထားတဲ့အခြေခံကြားတဲ့အချက်လေးတွေကိုစာရေးသူရဲ့2020ရာနေစပြီးတော့အခုချိန်ထိ remote လုပ်လာတဲ့ experience အရာ sharing လုပ်ပေးထားတာမလို့အားလုံးမသိရအောင်ပြန်လည်ဝင်ပြပေးချင်ပါတယ်။ကဲဒါဆိုရင်စလိုက်ကြမယ်နော်။အခုနောက်ပိုင်းမြန်မာမှာရှိတဲ့သူတွေကိုအလုပ်ခေါ်ဖို့အတွက်လုပ်ငန်းရှင်တွေဘက်ကနေပြီးတော့အတော်လေးစဉ်းစားလာတာကိုတွေ့ရပါတယ်။သူတို့ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်းအချိန်မရွေး internet wifi မရတော့တာမီးမလာလို့အလုံးမပြီးတာ meeting မတက်နိုင်တာ communication skill အားနေတာစတဲ့တခုမဟုတ်တခုဖြစ်နိုင်တက်ရောက်နိုင်တဲ့အတွက်အဖက်ဘက်ကနေတေချာစဉ်းစားပြတာသဘာဝကျပါတယ်။စာရေးသူကိုယ်တိုင်လည်း remote လုပ်နေတာ2020လောက်ထဲရဆိုတော့ကိုယ်တိုင်လည်း company ဘက်ကပြောလာနိုင်တဲ့အချက်တွေအတွက်ပြင်ဆင်ထားတာတွေကိုပြန်ပြီးတော့ sharing လေးလုပ်ပေးလိုက်ပါတယ်။ဒီ article လေးကတော့မြန်မာနိုင်ငံအတွက်မှမဟုတ်ပါဘူးဒီမှာလိုမျိုးမီးပြတ်အင်တာနက်မကောင်းတဲ့အခြားနိုင်ငံက remote လုပ်နေတဲ့သူတွေလည်းဒီအချက်လက်လေးတွေကိုပြင်ဆင်ထားတင်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ remote အလုပ်လုပ်တဲ့သူတွေကကိုရီပဲမဟုတ်ဘဲနဲ့အခြားနိုင်ငံကသူတွေလည်းလုပ်ကြပါတယ်COVID နောက်ပိုင်း IT company အများစုကသူတို့နိုင်ငံကသူတွေ full time တွေကိုဈေးကြီးရနဲ့အခြားအခွန်တွေကြောင့် remote ကိုပို့ပြီးတော့သုံးချင်ကြပါတယ်အလို့သူလုပ်ရတဲ့အခြားနိုင်ငံတွေက remote တွေမှာအိန္ဒိယ ဖိလစ်ပင်းစတဲ့နေရာကသူတွေလည်းပါပါတယ်။သူတို့တွေမှာလည်းအလားတူမှုန်တိုင်းဝင်လို့ငလင်လို့လို့မီးပြတ်အင်တာနက်ပြတ်တဲ့ပြဿနာလေးတွေရှိတတ်ကြတဲ့အတွက်မြန်မာကမလို့ဆိုပြီးတော့အမငယ်ကြပါနဲ့။ company တစ်ခုနဲ့တစ်ခုကလိုအပ်ချက်တွေမတူညီကြတဲ့အတွက်ကိုယ့်ဘက်က remote job ကို professionally လုပ်တော့မယ်ဆိုလို့ရှိရင်ဘာလေးတွေပြင်ဆင်ထားတယ်လဲဆိုတာကိုပြောပြပေးလိုက်ပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့အင်တာနက်ကိုတမျိုးရမဟုတ်ဘဲနဲ့အနည်းဆုံးမတူညီတဲ့ line တစ်ခုလောက်ထားပါမြန်မာနိုင်ငံရဲ့အင်တာနက်အခြေအနေကတကယ်ကိုပဲအဆိုးမရပါဘူးအချိန်မရွေးတစ်ခုမဟုတ်တစ်ခုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့မတူညီတဲ့ telecom တွေကိုယူရတင်ပါတယ်ဥပမာမြန်မာနက်ကိုတုံးတဲ့သူဆိုလို့ရှိရင်အဲ့ဒါကို main wifi အနေနဲ့တုံးပြီးတော့အခြားသော MPT အတန်စတာတွေကိုတော့ telephone line အနေနဲ့ယူရတင်ပါတယ်အကယ်၍ Wi-Fi မရဘူးဆိုလို့ရှိရင် second priority အနေနဲ့ mobile data ကိုသုံးပါတယ်။တချို့တွေကတော့ mobile data ကိုသုံးလို့ရှိရင်ပတ်စံပိုကုန်တယ်လို့မြင်တတ်ကြပါတယ်။တခါတည်းရသုံးတာဖြစ်ပြီးတော့ကိုယ့်ရဲ့ main income job အတွက်အရေးကြီးလိုအပ်တာဖြစ်တာကြောင့်မလို့အဲ့ဒီအတွက်တော့မှန်တယ်မျောစေချင်ပါဘူး။ just in case အနေနဲ့ကိုယ့်ရဲ့ team manager တို့မဟုတ်တင်ကိုယ်တိုင်က manager ဆိုလို့ရှိရင်လည်း HR department ကိုတော့ဒီလိုအခြေအနေမျိုးဖြစ်နိုင်တာကိုကြိုပြီးတော့အကြောင်းကြားရတင်ပါတယ်။နောက်ဆုံးကိုယ့်ဘက်ကဘလို့မှဆက်သွယ်လို့မရနိုင်ရင်တော့သူတို့အနေနဲ့အနည်းဆုံးဘာကြောင့်ဆိုတာမျိုးသိနေနိုင်မှာပါ။မြောက်ကိုရီးယားလိုမျိုးဖြစ်သွားလို့ရှိရင်လည်းမီဒီယာကနေတစ်ဆင့်သတင်းတွေကနေပြီးတော့သူတို့တည်သွားမှာပါ။နံပါတ်2အချက်အနေနဲ့ကတော့ company တွေဘက်ကနားမလည်နိုင်တဲ့အတိတ်ပဲမရှိရဲ့အကြောင်းပြချက်တွေမပေးပါနဲ့။ဟုတ်ပါတယ်။လျှက်စစ်မီမမှန်လို့မီးမလာလို့မီးရမရှိလို့အလုံးမပြေးဘူးစားတဲ့ reason တွေကိုဘယ် boss မှလက်မခံနိုင်ပါဘူးသူတို့နိုင်ငံတွေမှာအဲ့လိုတွေမကြုံဘူးတော့သူတို့တွေလက်မခံနိုင်ကြပါဘူးအဲ့တော့အဲ့လိုတွေမဖြစ်အောင်ဘာတွေပြင်ဆင်ထားရမလဲကိုသုံးတဲ့ laptop macbook စားတဲ့ device တွေကိုအမြဲတမ်း charging ဖြစ်အောင်သတိထားပါကိုရဲ့အိမ်မှာ laptop macbook တွေအားခံနိုင်တဲ့ battery တွေသုံးလို့ရပါတယ်မီးပြလို့ရှိရင်ဘက်ထရီသုံးပြီးတော့မီးလာလို့ရှိရင်အားပြန်သွင်းတာမျိုးပါမီးရှိတဲ့နေရာတွေကိုရှာထားပါ overseas ဝင်တွေက local ကထက်အများကြီးတာတာကိုလူတိုင်းသိကြပါတယ်
ကိုယ့်ရဲ့ main income အလို့အတွက်သုံးတဲ့နယ်ဆိုလို့ရှိရင်သုံးပါအချို့တွေဆိုလို့ရှိရင် remote တငယ်ချင်းတွေစုပြီးတော့24 hour မီးရအောင် generator တွေနဲ့ပေးရနေရတွေမှာငားနေကြပါတယ်နောက်ဆုံးအဲ့လိုမျိုးတွေမတက်နိုင်ဘူးဆိုရင်တော့ office space ကိုအချိန်နဲ့ငားတဲ့နေရာလေးတွေရှိပါတယ်အဲ့လိုနေရာလေးတွေကိုရှာထားပြီးတော့လိုအပ်ရင်သွားလုပ်ပါကိုလိုမျိုးအလုံးလုံးနေတဲ့သူတွေလည်းရှိနိုင်တဲ့အတွက်ကြောင့်မလို့နှစ်ချက်အသွင်ကြိုအစရှိရာတွေကိုတေချာယူသွားဖို့တော့မမေ့ပါနဲ့နော်တခါတလေအင်တာနက်ရောမီရောပေးသုံးတဲ့ coffee ဆိုင်တွေမှာလည်းသွားလုံးနိုင်ပါတယ်ဘယ် coffee ဆိုင်ကအဆင်ပြေရလဲဆိုတာရှာထားပါကိုကပတ်စံတက်နိုင်တယ်ဆိုရင်တော့ဆိုလာတက်လိုက်ပါဘသူ့မှ view site ဆရာမလိုတော့ပါဘူးနံပါတ်3အချက်အနေနဲ့ကတော့ VPN လို tools မျိုးတွေကိုလိုအပ်တဲ့အခါသုံးနိုင်အောင်စီစဉ်ထားပါ Figma လို tools တွေ IP တွေဘန်းခံရတဲ့ကိစ္စကလည်းအတော်လေးကိုကတိကောက်နိုင်ပါတယ်ဒါပေမဲ့ option တွေရှိပါတယ်မမောဆိုလို့ရှိရင်တော့တခြားနိုင်ငံတွေမှာလည်းဘန်းနာတာတွေကို VPN လိုမျိုးကြော်လို့ရတဲ့ tools တွေ option တွေအများကြီးရှိပါတယ်အဲ့ဒီအတွက် programmer တွေကိုယုံကြည်ချက်ထားလိုက်ပါoption တစ်ခုမဟုတ်တစ်ခုကတော့အဆင်ပြေသွားမှာပါကဲဒါဆိုလို့ရှိရင်လည်းပြောထားတာတွေကများသွားပြီဆိုတော့ခဏလေးနားပြစီနော်ပြီးတော့လို့ရှိရင်တော့ကျန်တဲ့အချက်လေး၃ချက်နဲ့အတူပြန်လာခဲ့ပါမယ် Here's a man podcast တွေကို Apple Podcast, YouTube, Spotify စတဲ့ platform တွေမှာဆောင်းနားဆင်ကြရပါတယ်နော်Hello အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရနော်နံပါတ်၄အနေနဲ့ကတော့ကိုတောင်ယူထားတဲ့အလုပ်ကို team ကသက်ဆိုင်ရာလူတွေကိုအမြဲတမ်း share ထားပါဥပမာအင်တာနက်တွေတနိုင်ငံလုံးလုံးဝပြတ်တောက်သွားတာမျိုးတစုံတစ်ခုဖြစ်လာခဲ့လို့ရှိရင်တော့မှကို responsible ယူထားတဲ့အလုပ်ကိုကြောက်နှောင့်နှေးမှုမရှိအောင်ကိုလုံးနေရာမျိုးကိုအမြဲတမ်း upload တင်ထားတာမျိုး teammate တွေကို share ထားတာမျိုးသက်ဆိုင်ရာ manager ကို report တေချာလုပ်တဲ့ agent ကိုအခုတည်းကစပြီးတော့အမြဲလုပ်နေပါဘယ်အချိန်ဘာဖြစ်မယ်ဆိုတာမျိုးကိုလုံးဝကြုံမသိနိုင်တဲ့အတွက်ကြောင့်မလို့ကိုမရှိတဲ့အခါကို team ကလူတွေ effort မဖြစ်အောင်အခက်ခဲရှိလာခဲ့လို့ရှိရင်လည်းနည်းနိုင်သမျှနည်းအောင်စီစဉ်ထားတာမျိုးပါနံပါတ်5အချက်အနေနဲ့ကတော့ communication skill ကိုတေချာကျွမ်းကျင်အောင်လုပ်ထားပါနိုင်ငံခြားက remote job တွေကိုလုပ်နိုင်ဖို့ဆိုလို့ရှိရင် basic အနေနဲ့ကတော့ English လို့တတိချာချာပပိုင်နိုင် communicate လုပ်နိုင်ဖို့ကအရေးကြီးပါတယ်သူတို့ပြောတာနားလည်ဖို့သူတို့ပို့လိုက်တဲ့ email တွေကိုသိဖို့သူတို့ကိုပြန်ပြောပြဖို့ဆွေးနွေးဖို့စာရေးပြန်ဖို့စတဲ့အခြေခံအချက်တွေလည်းပါသလိုအခြားသူတို့ရဲ့လုပ်ပုံကိုင်ပုံကိုလည်းနားလည်ထားဖို့ကလိုအပ်ပါတယ်communication skill လို့ပြောတဲ့အထက်မှာ English လို့နားလည်ုံနဲ့မပြီးပါဘူးအခြားသူတွေနဲ့အလုပ်တွေလုပ်တဲ့အခါကိုပြောတာကိုသူတို့အနေနဲ့ရှင်းရှင်းလင်းလင်းနားလည်ဖို့ကလည်းအရေးကြီးပါတယ်နောက်ပြီးတော့သူတို့ပြောတာဆိုလိုတာကိုကိုကတေချာနားလည်နေမှ yes ပြောဖို့နဲ့နားမလည်လို့ရှိရင်လည်းပြန်ရှင်းပြခိုင်းတာမျိုးလုပ်ရပါမယ်သူတို့စီမှာပြန်မေးရမှာအားနာလို့ဆိုတာမျိုးမရှိပါဘူးကို responsible ယူထားတဲ့အလုပ်ကိုလည်းလုပ်နိုင်ရင်လုပ်ရှင်ရင်လုပ်နိုင်တယ်မလုပ်နိုင်ရင်မလုပ်နိုင်ဘူးဒီနေရာမှာအကြံပေးချင်တာကတော့ကိုမလုပ်နိုင်ဘူးလို့တမ်းမငင်းမဲနဲ့အဲ့ဒါကိုငါမလုပ်ဘူးသေးဘူးဒါပေမဲ့စူးစမ်းကြည့်မယ်အကယ်လို့အဆင်မပြေလာခဲ့လို့ရှိရင်လည်းငါပဲအချိန်တော့နင့်ကိုလာပြောမယ်စသည်ဖြင့်ပြောပြမှသာသူတို့အနေနဲ့နားလည်ပြီးတေချာအဆိုင်လုပ်နိုင်မှာပါအလုပ်ပြီးမြောက်တာနဲ့ပေးရတဲ့ test တွေကိုသတ်မှတ်ထားတဲ့ timeline အတွင်းပြီးဖို့ကသာသူတို့အတွက်အဓိကဖြစ်ပါတယ်။နောက်အရေးကြီးတာလေးတစ်ခုကတော့ contract လိုမျိုး document တွေဆိုတေချာဖတ်ဖို့နားမလည်လို့ရှိရင်လည်းပြန်မေးဖို့အကယ်လို့ကိုနဲ့ agreement လုပ်ထားတဲ့စာချုပ်ထဲမှာမပါလာလို့ရှိရင်လည်းဖြည့်ခိုင်းမှုစတာတွေကိုစိုင်းမထိုးခင်မှာညှိနှိုင်းဖို့ကိုတိုက်တွန်းချင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့လစာကိုဘယ်လိုလက်ခံမလဲဆိုတာကိုပါတေချာစီစဉ်ထားပါကိုမ overseas bank account မရှိဘူးဆိုလို့ရှိရင်ဘယ်လိုနည်းလမ်းတွေနဲ့လက်ခံလို့ရနိုင်မလဲဆိုတာကိုပါစဉ်းစားထားပါ online မှာ remote လုပ်နေတဲ့သူတွေ share တွေကိုလည်းရှာဖတ်နိုင်ပါတယ်ဒါမှမဟုတ်အခြားသူတွေဘယ်လိုလုပ်လဲ vlog တွေမှာမေးလို့ရပါတယ်နော်အချို့တွေဆိုလို့ရှိရင် overseas ကဆွေမျိုးတွေတငယ်ချင်းတွေကိုလက်ခံခိုင်းထားပြီးတော့သူတို့ကမြန်မာငွေတွေပြန်လွှဲပေးတာမျိုးစတဲ့နည်းလမ်းတွေလည်းရှိပါတယ်စိတ်ကိုအမြဲတမ်းပြင်ဆင်ထားပါကိုအတွက် backup option နဲ့ plan တွေကိုအမြဲတမ်းစဉ်းစားနေပါမြန်မာမှာနေပြီးတော့ remote လုပ်နေတဲ့သူတွေက overseas ကနေလုပ်နေတဲ့သူတွေထက်အစိုးမရနိုင်တဲ့ကိုယ့်ဘက်က control မလုပ်နိုင်တဲ့အချက်တွေရှိနေတာကြောင့်မို့လို့စိတ်ရောကိုယ်ရောပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်
အကယ်လို့များအင်တာနက်လုံးဝပြတ်တောက်သွားခဲ့လို့ရှိရင်ကိုလည်းအလုပ်အော်တိုပြုတ်သွားနိုင်တယ်ဆိုတာကိုလည်းတွေးထားတာမျိုးပါ။ company တွေ recruiter တွေ hiring manager တွေကိုလည်းနားလဲပါ။လူငါရဲဆိုတာကသူတို့အနေနဲ့အဲ့လူရဲ့ service ကိုလိုချင်လို့ပါ။သူတို့လိုချင်တဲ့ service ကိုပေးနိုင်ဖို့ကကိုယ့်ရဲ့တာဝန်ပါ။သူတို့မှလည်း concern တွေအမျိုးမျိုးရှိနိုင်ပါတယ်။သူတို့မှဘာပြစ်တစ်ခုမှမရှိပါဘူး။ကိုယ့်နိုင်ငံမကောင်းလို့ပဲဖြစ်နေရတာတွေပါ။ overseas ထွက်နိုင်တဲ့သူတွေရှိတယ်လို့ထွက်ဖို့အခြေအနေမပေးတဲ့သူတွေလည်းရှိတာအတွက်ကြောင့်မို့လို့စိတ်တက်မကြရအောင်အနည်းဆုံးဘာတွေပြင်ဆင်ထားတယ်လဲဆိုတာကိုသိရအောင်ဒီ article လေးကို sharing လုပ်ပေးရပဲဖြစ်ပါတယ်။ကိုယ့်ဘက်ကလုံးလို့ရတာလုပ်ပြီးတော့ positive ဘက်ကနေတွေးလိုက်ကြတာပေါ့နော်။ဘာလာတောင်းနဲ့ကိုရီးယား survival skill တွေတက်အောင်လုပ်ပေးနေတယ်လို့ပဲသဘောထားပါလို့ပြောချင်ပါတယ်။ကဲအခုလောက်ဆိုလို့ရှိရင်တော့ remote job လုပ်ဖို့အတွက်ဘာတွေပြင်ဆင်ထားဖို့လိုလဲဆိုတာကိုသိတဲ့လောက်လည်းသိကြပြီလို့ထင်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်တော့ဒီ episode လေးကိုဒီမှာပဲရပ်နာပြစေနော်။အဆုံးထိနားထောင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။နောက်လာမယ့် episode လေးတွေမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတက်တာပါ bye bye Alright everyone. ကဲခုဆိုရင်တော့ One Insight at a Time Focus Program လေးကနေနောက်ဆက်လုပ်မယ့်အချိန်ကိုရောက်လာပြီပဲဖြစ်ပါတယ်။ဒီကနေ့တက်ဆက်ပေးသွားတဲ့ episode လေးကိုတော့အားလုံးပဲသဘောကျနိုင်တဲ့နိုင်လို့ညွှန်နေပါတယ်နော်။ဒီ program လေးကိုဖြစ်မြောက်အောင်အခက်ဖက်ကနေကူညီပေးခဲ့ကြတဲ့ USM ရဲ့ Production and Focus Team Member တွေကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။ USM ရဲ့ Focus Team ကို Apple Podcast YouTube, Spotify စတဲ့ platform တွေမှာတော့နားဆင်လို့ရပါတယ်နော်။နောက်တဲ့ episode တွေမှာလည်းဘယ်လိုစိတ်ဝင်စားဖို့ကောင်းပြီးတော့ဘူးတူတိုက်ရစေမယ့်အကြောင်းအရာလေးတွေကိုဝင်ပြသွားအောင်လဲဆိုတာအားလုံးပဲ stay tuned ပါ bye